အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ lesson တွေကတော့ GUI Windows Foundation သုံးပြီးတော့ project တွေတည်ဆောက်ကြခဲ့တယ်ပေါ့အခု lesson မှာကတော့ကျွန်တော်တို့က GUI Windows Foundation မသုံးဘဲနဲ့ Windows ကိုဓာတ်ရိုက်ခိုင်းလို့ရမယ် console application လေးတွေသုံးပြီးတော့ project တွေတည်ဆောက်ပြသွားမှာပဲဖြစ်ပါတယ်ကဲစလိုက်အောင်ပထမဆုံး Visual Studio 2022ကိုဖွင့်ပါပေါ်လာတဲ့စာမျက်နှာမှာ Create a new project ကိုရွေးပါ project အမျိုးအစား project template တွေထဲမှာ GUI application မလို့ပဲ console app လိုချင်တာမို့ console app ကိုရွေးမယ် programming language အနေနဲ့ C# ကိုသုံးမယ်ပြီးရင် next ကိုနှိပ်ပါ project name ကပထမဦးဆုံး console app 1လို့ default အနေနဲ့ထားပေးထားတယ်ကျွန်တော်ကတော့အမီကို project 4လို့ပေးချင်တာမို့ project name ကို project 4လို့ပြန်ရေးလိုက်မယ် project ကိုမိမိကြိုက်တဲ့နေရာမှာသိမ်းလို့ရပါတယ်ကျွန်တော်ကတော့ဒီ drive ထဲက C# folder အောက်မှာသိမ်းလိုက်မယ်အဆင့်နဲ့အကုန်ပြီးသွားတဲ့အခါ create ခလုတ်ကိုနှိပ်ပါဒါနဲ့ပဲ console app project အသစ်တစ်ခုအောင်မြင်စွာဖန်တီးပြီးသွားပါပြီအရင် Visual Studio version တွေမှာ output ထုတ်ချင်ရင် console.writeline hello world လို့ရိုက်ထည့်ရမယ် Visual Studio 2022 မှာတော့ default အနေနဲ့ဒီစာကြောင်းကိုရေးပြီးသားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့စမ်းကြည့်ချင်တာမို့ console.writeline hello c2 လို့ထပ်ရေးလိုက်မယ်ကဲ run ကြည့်လိုက်ရအောင် output ထဲမှာ hello world hello c2 လို့ပေါ်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ် hello world ပြီးတော့စာကြောင်းအောက်ဆင်းသွားတာဟာ console.writeline ကစာတစ်ကြောင်းကိုပြီးချိန်တိုင်းအလိုလျောက်အောက်ကြောင်းအသစ်ကိုစိမ့်ပေးတဲ့အလုပ်လုပ်ပုံကြောင်းဖြစ်ပါတယ်ပို့ပြီးတော့ရှင်းသွားအောင်ကျွန်တော်တို့နောက်တစ်ချိန်စမ်းကြည့်ကြမယ် console.writeline hello ကြောက်စေးလို့ထည့်ရေးကြည့်မယ်ကဲ run ကြည့်လိုက်ရအောင် output ထဲမှာ hello world hello c2 hello ကြောက်စေးဒီလို output ထွက်တာကိုမြင်ရမယ်အကြောင်းရင်းက console.writeline ကိုသုံးတဲ့အချိန်မှာစာတစ်ကြောင်းပြီးတိုင်းအလိုလျောက်အောက်ကြောင်းဆင်းပေးလိုက်တဲ့အတွက်ဖြစ်ပါတယ်ဒါကြောင့် console.writeline ရဲ့အလုပ်လုပ်ပုံကိုယခုနားလည်သွားပြီလို့ပြောလင်းပါတယ်ဒီတစ်ခါတော့စာကြောင်းကိုအောက်မဆင်းပဲတစ်ကြောင်းထဲထဲမှာပဲပေါ်စေခြင်းနဲ့အဲ့ဒီအတွက် console.writeline မသုံးပဲ console.write ကိုသုံးပဲ console.write hello c2 console.writeline how are you today run ကြည့်မယ်ဆိုရင် output မှာ hello c2 how are you today စာကြောင်းမစင်းပဲတစ်ကြောင်းထဲထဲမှာပဲပေါ်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီလိုအလုပ်လုပ်တဲ့အကြောင်းရင်းက console.write ကိုသုံးထားတဲ့အတွက်ဖြစ်ပါတယ်ဒီတစ်ခါတော့ user စီကနေ input ရိုက်ထည့်မဲ့စာလိုချင်တာမို့ကျွန်တော်တို့ console.readline ကိုသုံးတယ် console.readline သုံးလိုက်တဲ့အခါ user က keyboard နဲ့ရိုက်ထည့်တဲ့စာကိုဖမ်းယူပေးမယ်အဲ့ဒီ input ကိုသိမ်းဖို့ variable အမျိုးအစားတစ်ခုလိုမယ် variable ဆိုတာအချိန်အလိုက် data တွေကိုထိန်းထားဖို့အသုံးပြုတဲ့အရာတစ်ခုပါ variable ချိန်ညာတဲ့အခါအဲ့ဒီ variable က string လားဒါမှမဟုတ် integer လားဆိုတာသတ်မှတ်ပေးဖို့လိုတယ်အခုကျွန်တော်တို့ user စီကနေစာနာမည်ယူချင်တာမို့ string variable သုံးမယ်ကျွန်တော် variable နာမည်ကို name လို့ပေးမယ် string name equal to console.readline လို့ရေးလိုက်မယ် user ကဘာရေးရမယ်မသိမရှိဆိုလို့ console.write enter your name လို့ရေးလိုက်မယ်ပြီးရင်ရေးလိုက်တဲ့နာမည်တွေကို output ပြန်ထုတ်ပေးချင်တာဖြစ်တဲ့အတွက်ကြောင့် console.writeline name ဆိုပြီးတော့ရေးလိုက်မယ်ဒီမှာ name က string variable ဖြစ်တဲ့အတွက် double quote မထည့်ဘဲနဲ့ရိုက်ရုံနဲ့အဆင်ပြေတယ် double quote ထည့်လိုက်မယ်ဆိုရင် name ဆိုပြီးတော့စာလုံးပဲပေါ်မယ်ဒါကြောင့် user ရိုက်ထည့်တဲ့စာကိုပြချင်တယ်ဆိုရင် double quote မထည့်ရပါဘူးကဲ run ကြည့်လိုက်အောင် enter your name နောက်မှာကျွန်တော်ကနာမည်လေးတစ်ခုရေးလိုက်မယ်ရွှေရွှေလို့ရေးလိုက်မယ် enter ခောက်ကြည့်လိုက်မယ်ရွှေရွှေဆိုပြီးတော့ output ထုတ်ပေးတာကိုတွေ့ရမှာပဲဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ original ရွှေရွှေလားဟိုရိုက်ထည့်လိုက်တဲ့ရွှေရွှေလားဆိုပြီးတော့ရှင်းရှင်းလင်းလင်းသိချင်တာမို့ hello နဲ့တွဲပြီးတော့ output ထွက်စီချင်တယ်ဒါကြောင့် double quote ခန်းပြီးတော့ hello လို့ရေးလိုက်မယ် user ရိုက်ထည့်လိုက်တဲ့မြောက်စာကြောင်းတိုင်းနဲ့ hello ကိုတွဲပြီးတော့ output ထွက်စီချင်တာဖြစ်တဲ့အတွက်ကြောင့် plus သင်္ကေတ operator သုံးပြီးတစ်ခုတည်းသောစာကြောင်းအဖြစ်ပေါင်းစပ်လိုက်မယ်ဒီတော့ code ကို run လိုက်တဲ့အခါ hello ရွှေရွှေဆိုပြီးတော့ဖြန်းသားပုံပေါ်မှာပေါ်လာမှာဖြစ်ပါတယ်ဒီနေရာမှာသုံးထားတဲ့ plus သင်္ကေတဟာကဏ္ဍတွေကိုပေါင်းသလိုအသုံးပြုတာမဟုတ်ပဲစာသားနှစ်ခုကိုဆက်ဆက်ပေးဖို့အသုံးပြုတာပဲဖြစ်ပါတယ်။ညီကုန်းချုပ်ရမယ်ဆိုရင် console.writeline ကစာသားတစ်ခုပြပြီးတာနဲ့နောက်စာကြောင်းကိုအလိုလျောက်ဆင်းပေးပါတယ်။ enter ခောက်လိုက်သလိုပါပဲ။ console.write ကစာသားတစ်ခုပြပြီးတဲ့အခါနောက်စာကြောင်းကိုမဆင်းပဲတစ်ကြောင်းထဲထဲမှာပဲဆက်ပြီးရေးသားနိုင်ပါတယ်။ console.readline က
အသုံးပြုသူ user ကနေရိုက်ထည့်လိုက်တဲ့အချက်လက် input တွေကိုဖမ်းယူသိမ်းဆည်းပေးပါတယ် string ဆိုတာစာသားတွေကိုသိမ်းဆည်းဖို့အသုံးပြုတဲ့ variable အမျိုးအစားတစ်ခုဖြစ်ပြီး plus indicator ကိုသုံးပြီးစာသားတွေကိုပေါင်းစပ်နေပါတယ်ဒီအချက်လေးတွေဟာကိုယ်ရေးသားတဲ့အခါမှာအခြေခံအချက်ဆုံးနဲ့အရေးကြီးဆုံးအပိုင်းတွေပဲဖြစ်ပါတယ်ဒီသင်ခန်းစာကနေ console.writeline နဲ့ console.write နဲ့ string တို့ရဲ့အလုပ်လုပ်ပုံကိုကောင်းကောင်းနားလည်သွားမယ်လို့ဖြော်လင့်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြပါအောင်